ထာနှစ်ကာထာဘုန်းကြီးတို့ဒီကပြည်နယ်နိုင်ငံလူနိုင်ငံသားများပို့ပြီးတော့သိရနေအောင်ဆိုပြီးတော့အဲ့ဒီစီရချက်နဲ့နေတာဒီလိုပေါ်ပြောပြမှာပါအဲ့ဒီကာထာ၃ကာထာမပြောခင်မှာဒီကာထာလေးတွေကတော့ပါတိမောက်ဆိုတော့ဝီနီးရဲမှာနာထားပြီးမဲ့ဓမ္မပဒမှာလည်းပဲရှင်အာနန္ဒာမထေရမြတ်ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဟောထားပူတာတရားရှိပါဒီနေ့အဲ့ဒီအကြောင်းလေးနဲ့ဆက်ပြီးတော့ယောဂီများကိုဦးဇင်းရှင်းပြပါမယ်ရှင်အာနန္ဒာဆိုတာကတာမင်ညယဟန်တစ်ပါးမဟုတ်ပါဘူးမြတ်စွာဘုရားသာသနာတော်မှာ၄ခုမြောက်ဣတရက်ဘွဲ့၄ခုရထားတဲ့ယဟန်တာမထေရတစ်ပါးပါဣတရကဆိုတာကမြတ်စွာဘုရားရဲ့သာသနာတော်မှာမြတ်စွာဘုရားပြီးလို့ရှိရင်အတော်ဆုံးသာဆုံးအမြတ်ဆုံးပုဂ္ဂိုလ်တဲ့ဒီလိုအဓိပ္ပာယ်ရှိပါတယ်အဲဒီဘွဲ့၄ခုကတော့ဘဟုတုတဣတရတတိမန္တဣတရဂတိမန္တဣတရတိတိမန္တဣတရဆိုပြီးတော့ဣတရ၄ခုရထားပါတယ်အဲဒီ၄ခုကိုဆက်ပြီးတော့ဦးဇင်းရှင်းပြပါဦးမယ်ဘဟုတုတဆိုတာကအကြအမြင်ဒီမှာတော့ဘဟုဆိုတာများတော့တုတဆိုတာကြားဘူးတာပေါ့လေဆိုပေမဲ့အမြင်မှာထည့်လိုက်တော့ကြားအမြင်ဘဟုတုတများပိဋကသုံးပုံစာပေနဲ့ပတ်သက်လို့ရှင်အနန္ဒာလောက်ဘုဒ္ဓအကြမြင်ရှိတာဘယ်ယဟန်မှမရှိဘူးတဲ့မြတ်စွာဘုရားပြီးလို့ရှိရင်ရှင်အနန္ဒာဟာအကြမြင်အများဆုံးပုဂ္ဂိုလ်ပဲအဲ့ဒီကိုပွဲနံပါတ်1ရထားပါပဲနောက်ဒုတိယမြောက်ကတော့တတိမန္တတတိရှိတာပေါ့ရှင်အနန္ဒာဟာဘယ်တော့မှမိမိလျော်လျော်ပေါ့ပေါ့ဆဆမနေပါဘူးအမြဲတမ်းအမှတ်တတိရှိနေတာပဲလုံးဆရာရှိတဲ့လုပ်ငန်းတွေကိုလည်းပဲမလင့်ခါရအောင်လုပ်နိုင်တယ်စာပေပေါ်မှာမှတ်ရမှုတတိကလည်းပဲအမြဲတမ်းရှိနေတယ်အဲ့ဒီလိုမျိုးတတိရှိတဲ့အရာမှာတော့ရှင်အနန္ဒာမထေရမြတ်ကအတာဆုံးယဟန်တန်ဃာတော်ဒီထဲမှာဆိုရင်အတာဆုံးအမြင့်ဆုံးအမြတ်ဆုံးပုဂ္ဂိုလ်ပဲလို့ဒုတိယမြောက်ပွဲတစ်စိတ်ကိုမြတ်စွာဘုရားပြထားပါတယ်နောက်တတိယမြောက်ကတော့ဂတိမန္တာဂတိမန္တာဆိုတာအသိပညာပေါ့ပညာအားကြီးတာပေါ့ဒီအသိပညာပေါ့စာပေပေါ်မှာတတ်သိနားလည်ပါပညာဆရာနာတာတရားဟောလိုက်လို့ရှိရင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တရားနာရတာဝရတယ်လို့မရှိဘူးတဲ့ဆရာနာတာကအသိပညာကြီးများလို့အဲ့ဒီလိုမျိုးဂတိမန္တဖွဲ့ကိုလည်းဆရာနာတာဟာရရှိထားပါတယ်နောက်ဆုံးတစ်ခုကတော့ဒိဋ္ဌိမန္တတဲ့ဒိဋ္ဌိမန္တဆိုတာကဝိရိယပါပဲအထုတ်မှုပေါ့တရားထုတ်တာပဲဖြစ်ဖြစ်အလုံးလုံးတာပဲဖြစ်ဖြစ်ရှင်အနန္ဒာလောက်လုံးလောက်ဝိရိယကောင်းတဲ့ယဟန်တိုင်ကဆိုတာမရှိဘူးတဲ့အဲဒါကြောင့်ရှင်အနန္ဒာဟာဒိဋ္ဌိမန္တဖွဲ့သူလည်းပဲရတာပါပဲရှင်အနန္ဒာဟာမြတ်စွာဘုရားနဲ့လည်းပဲညီကိုတဝန်းခွဲဆွေမျိုးတော်တယ်တကြမျိုးကဘယင်မျိုးကနေပြီးတော့ယဟန်ပြုလာတာလည်းဖြစ်တယ်မြတ်စွာဘုရားနာမလည်းပဲအလုံးကျွေးလုံးနေတဲ့ပြုစုနေတဲ့ယဟန်တစ်ပါးပဲအဲ့ဒီရှင်အနန္ဒာမထေရမြတ်ကိုအကြောင်းပြုပြီးတော့ခုနပြောခဲ့တဲ့ဝိနည်းမှာလာတဲ့ပါတိမောဩဝါဒကိုမြတ်စွာဘုရားဟောထားတာဓမ္မပဒမှာလည်းရှိပါတယ်အဲ့ဒါကိုဆက်ပြီးတော့နာအောင်အဲ့ဒီရှင်အနန္ဒာမထေရမြတ်ဟာတနေ့တော့ရမှာပေါ့အိန္ဒိယပြည်မဂရာတိုင်းရာဇုံမြို့ရှင်အနန္ဒာမထေရမြတ်ကအခါတခါရာဇုံမြို့မှာသတင်းသုံးနဲ့မြတ်စွာဘုရားနောက်လိုက်ပြီးတော့အခါတခါသာဝတိပြည်ဇေတုံအကြောင်းမှာသတင်းသုံးနဲ့အခါတခါဝိနည်းအကြောင်းမှာရာဇုံမြို့ကဝိနည်းအကြောင်းမှာသတင်းသုံးနဲ့မြတ်စွာဘုရားရှင်ဘယ်ကိုပဲကြွကြွနောက်ကပိဿာသမဏဖြစ်လိုက်သွားပြီးတော့မြတ်စွာဘုရားရှင်ကိုပြုစုလုပ်ကြွေးနေတဲ့အခါပေါ့တနေ့သောအခါမှာအဲဒီတနေ့သောအခါဆိုတာကကောသလတိုင်းသာဝတိမြို့အဲဒီသာဝတိမြို့မှာဇေတုံကျောင်းတော်ဆိုတာရှိပါတယ်အဲဒီဇေတုံကျောင်းတော်မှာသတင်းသုံးနေစဉ်မြတ်စွာဘုရားသတင်းသုံးနေစဉ်ကာလကရှင်အနန္ဒာမှာအကျင့်စီလေးတွေဖြစ်ပါတယ်သူ့အကျင့်ဖြစ်ပုံလေးကတော့သာဝတိပြည်ဇေတုံကျောင်းတော်မှာမြတ်စွာဘုရားနဲ့အတူနေစဉ်တနေ့သောအခါမှာရှင်အနန္ဒာရဲ့စိတ်ထဲမှာပေါ့လေရှေးတုန်းကမြတ်စွာဘုရားရှင်ရဲ့ဘုရားဖြစ်တဲ့နေရာ
မိဘမျိုးအကတာဝကလဝဲရန်လက်ရရန်စရှိတဲ့မြတ်စွာဘုရားရှင်တို့ရဲ့အထုပ္ပတ္တိခြေထုပ္ပတ္တိကိုတော့ဟောသွားတာသိရတယ်တဲ့အဲ့ဒီမြတ်စွာဘုရားရဲ့လက်ထက်မှာယဟန်တန်ဃာများစုဝေးပြီးတော့ဥပုပ်ပြုတဲ့အကြောင်းတော့ဟောထားတာမတွေ့ရဘူးတဲ့အဲ့ဒီဥပုပ်ကဘယ်လိုများပြုကြတာပါလဲရှင်အနန္ဒာဟာအကြံဖြစ်ပါတယ်အဲ့ဒီဥပုပ်ပြုတယ်ဆိုတဲ့ဥစ္စာကပါဠိလိုဥပောတ္ထမြန်မာလိုတော့ဦးဇင်းတို့ဥပုပ်ပြုတယ်ဥပုံနေ့ဒီလိုတိတ်ပြောပါတယ်15ရက်တစ်ချိန်မြတ်စွာဘုရားသာသနာမှာ15ရက်တစ်ချိန်သံဃာတော်တွေတိမ်ထဲမှာစုဝေးပြီးတော့မြတ်စွာဘုရားဟောကြားတော်မူထားတဲ့ဝိနည်းသိက္ခာပုဒ်တွေကိုပြန်လည်ပြီးတော့ရွတ်ဖတ်တည်စေကြတယ်ရွတ်ဖတ်တည်စေပြီးရင်ဝါအကြီးဆုံးဖြစ်တဲ့မထေရကြီးကဝိနည်းသိက္ခာပုဒ်နာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်သာသနာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ဩဝါဒပေးတယ်အဲ့ဒီလိုဝိနည်းသိက္ခာပုဒ်တွေကိုပြန်လည်ရွတ်ဖတ်ခြင်းပရိယာစီခြင်းလုပ်တာကိုဒီမှာဥပုပ်ပြုတယ်လို့ခေါ်ပါတယ်ဥပုပ်ပြုတာဥပုပ်ပြုခြင်းမျိုးမျိုးရှိပေမဲ့ခုနဝိနည်းသိက္ခာပုဒ်တွေကိုပြန်လည်ရွတ်ဖတ်ခြင်းဝိနည်းပါတိမောက်ကိုပြခြင်းလို့ပဲဒီလောက်ပဲမှတ်ထားပေါ့ဝိနည်းသိက္ခာပုဒ်တွေကိုပြန်လည်ပြီးတော့ယဟန်တစ်ပါးကရွတ်ဖတ်ပြီးတော့ပြတယ်ကျန်တဲ့ယဟန်တွေကနားထောင်ရတယ်နားထောင်ပြီးတော့မြတ်စွာဘုရားသာသနာတော်မှာဒီလိုဝိနည်းသိက္ခာပုဒ်တွေရှိပြီးတော့လိုက်နာရတာပဲလို့ပြန်ပြီးတော့သတိရစီခြင်းပါပဲဒါဥပုပ်ပြုတာပါပဲအဲ့တော့ရှင်အနန္ဒာသူကြံတဲ့အကြံစီကိုသူကိုယ်တိုင်ဖြေမရတော့မြတ်စွာဘုရားကကပ်ပြီးတော့လျှောက်ပါမြတ်စွာဘုရားရှေးတော့ကဘုရားရှင်ကြီးဟာသူတို့ရဲ့အကြောင်းတွေတော့ဟောသွားတာရှိတယ်တဲ့မိဘဘသူမျိုးကဘယ်မျိုးဘုရားဖြစ်တာကဘယ်နေ့တပည့်အကတာဝကတွေကဘယ်သူဆိုပြီးတော့ဣတိကကြောင့်ဟောသွားတာရှိတယ်တဲ့သူတို့ဥပုပ်ပြုတဲ့ဥစ္စာကိုတော့ဟောသွားတာမသိဘူးတဲ့အဲ့ဒါဘယ်လိုပါလဲဘုရားဆိုပြီးတော့မြတ်စွာဘုရားကိုရှင်အနန္ဒာမေးပါတယ်အဲ့တော့မြတ်စွာဘုရားကသဒ္ဒအနန္ဒာတဲ့ဝိပဿတိမြတ်စွာဘုရားလက်ထက်တော်ကဝိပဿတိမြတ်စွာဘုရားရဲ့ဘုရားရှင်က9နှစ်မှတစ်ကြိမ်ပဲဥပုပ်ပြုတယ်တဲ့အဲဒီဥပုပ်ပြုတဲ့အခါမှာလဲဝိပဿတိမြတ်စွာဘုရားကသဗ္ဗပါပ္ပစသဗ္ဗပါပ္ပစအကရဏအစရှိတဲ့ဒီဂါထာ3ဂါထာရွတ်လိုက်တာတစ်ခါရွတ်ပြလိုက်တာနဲ့ယဟန်တန်ဃာတွေက9နှစ်တိတိအဲ့ဒီသိက္ခာပုဒ်ဒီတိုင်းအဲ့ဒီပြောထားတဲ့အတိုင်းလိုက်နာကျင့်သုံးတယ်တဲ့ယဟန်တန်ဃာတွေလုံလောက်တယ်9နှစ်မှတစ်ကြိမ်ပဲလုပ်ပါတယ်သိက္ခီမြတ်စွာဘုရားနဲ့ဝတ္တပုမြတ်စွာဘုရားနှစ်စုလက်ထက်မှာတော့6နှစ်ကိုတစ်ကြိမ်ဥပုပ်ပြုပါတယ်တဲ့ကကုတ္တန္တမြတ်စွာဘုရားနဲ့ကောဏကမနမြတ်စွာဘုရားကတော့တစ်နှစ်ကိုတစ်ခါတစ်ကြိမ်ပေါ့လေဥပုပ်ပြုခြင်းအမှုကိုလုပ်ပါတယ်တဲ့ကက္ဆပမြတ်စွာဘုရားလက်ထက်တော်ကာလရောက်တော့6လကိုတစ်ကြိမ်ဥပုပ်ပြုခြင်းပြုပါတယ်အဲဒီလို6လတစ်ခါ9နှစ်တစ်ခါ6နှစ်တစ်ခါတစ်နှစ်တစ်ခါ6လတစ်ခါပေါ့လေတစ်ခါလောက်မြတ်စွာဘုရားကဩဝါဒပေးထားရင်ယဟန်တန်ဃာတွေကအဲ့ဒီတိုင်းလိုက်နာကျင့်သုံးတဲ့တော့တာကြောင့်ခဏလုံးเสียမလို့ဘူးပေါ့နော်ကတ္တဗမြတ်စွာဘုရားလက်ထက်ခါမှာတော့6လကိုတစ်ခါပဲလုပ်ရပါတယ်ဦးဇင်းတို့ရဲ့ခုကိုးကွယ်နေတဲ့ဂေါရမမြတ်စွာဘုရားလက်ထက်ကာလမှာတော့15ရက်ကိုတစ်ချိန်လုပ်ရပါတယ်အကျဉ်းဟာစိတ်ကလေးလုပ်ပြရပါတယ်ဘာဖြစ်လို့လဲဆိုတော့ခုခေတ်ဟာကလိယုဂခေတ်အပြစ်များတဲ့ခေတ်ဖြစ်နေတော့အပြစ်လုပ်ဖို့ဝန်လေးတဲ့ဖြစ်ပေါ့ဘူးအပြစ်ကိုလွယ်လွယ်ကူကူလုပ်ကြတယ်ဒါကြောင့်မလို့ဂေါရမမြတ်စွာဘုရားလက်ထက်တော်ကာလအခုဦးဇင်းတို့အခါမှာတော့ဦးဇင်းတို့မြန်မာပြည်မှာပေါ့လေ15ရက်ကိုတစ်ချိန်ဥပုပ်သိမ်တဲ့ကိုဝင်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့ဝိနည်းသိက္ခာပုဒ်တွေကိုပါဠိလိုမြန်မာလိုပေါ့လေအလွတ်ရွတ်ဆိုပြီးတော့ယဟန်တန်ဃာတွေကြားနာကြတယ်အဲ့ဒီလိုယဟန်တန်ဃာတွေမရွတ်ဆိုခင်ရှေ့ပိုင်း20တိတိမှာတော့သိမ်တဲ့ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုယ်တိုင်ဝင်လာပြီးတော့ခုနပြောခဲ့တဲ့ဂါထာတွေကိုယဟန်တန်ဃာတွေကိုကိုယ်တိုင်ဟောပါတယ်20နောက်ပိုင်းကြာမှမြတ်စွာဘုရားပွင့်တော်မူပြီး20ကြာတဲ့နောက်ပိုင်းကြာမှယဟန်တန်ဃာတွေဝိနည်းသိက္ခာပုဒ်တွေပေါ်လာပြီးတော့အဲ့ဒီသိက္ခာပုဒ်တွေကိုယဟန်တွေကိုယ်တိုင်ရွတ်ဖတ်တဲ့စေခြင်းဆိုတာဟာဖြစ်ပေါ်လာတာပါ
အဲ့ဒီဂါထာတွေကလည်းပဲဦးဇင်းတို့ဘောရမမြတ်စွာဘုရားတဆူတဲ့ဟောခဲ့တာမဟုတ်ပါဘူးစောစောကပြောခဲ့တဲ့ရှေးသောဘုရားတွေကလည်းပဲဒီဂါထာကိုပဲဒီဂါထာ၃ဂါထာကိုပဲဟောခဲ့တာပါပဲဘုရားတိုင်းဆုံးမတဲ့အဆုံးအမကိုပဲဟောရတာပါတိမောက်လို့ခေါ်ပါတယ်ဝိနည်းထိတိသာသနာထိတံဆိုတဲ့အဆိုမိတ်ရဝိနည်းရှိမှသာသနာတည်ပါတယ်ဒါကြောင့်ဒီဝိနည်းတွေဟာသိပြီးတော့အရေးကြီးပါတယ်အဲ့တော့မြတ်စွာဘုရားကသဗ္ဗပါပစ္စအကရဏံကုသလသဥပသံပရာစာจิตပရိယောဓာပနံဣတံဗုဒ္ဓနာသာသနံဆိုပြီးတော့ပထမဆုံးဂါထာကိုစတင်ပြီးတော့ဩဝါဒပေးပါတယ်အဲ့ဒီဩဝါဒကတော့ဝဒနေကတိပိဋကဆရာတော်ကြောတဲ့ပွဲမှာတော့ကခေါ်သွားပါတယ်အဲ့ဒီဥစ္စာကိုလည်းပဲဒီကအရှင်အဝိဒါကမှတ်တမ်းတင်ထားတယ်ဆိုတော့ဦးဇင်းတို့ယောဂီများကသူ့ရဲ့မှတ်တမ်းခွေကိုပေါ့လေဘယ်လိုလုံးဝယ်ရမလဲတော့မသိပါဘူးအဲ့ဒီမှတ်တမ်းခွေကိုပဲပြန်လည်ပြီးတော့နားထောင်ကြပေါ့သို့ပေမဲ့ဒီကာလလေးကသာသနာပုဂ္ဂိုလ်ပဲဦးဇင်းရှင်းပြခဲ့ပါမယ်သာသနာဆိုတဲ့ပုံမရှင်းပြီးအခုဂါထာမှာအကျဉ်းချုပ်၃ချက်ပဲပတ်ထားပါမကောင်းမှုမှန်သမျှမလုံးနဲ့ကောင်းမှုကုသိုလ်မှန်သမျှမရရအောင်လုပ်ပါမိမိတို့ရဲ့စိတ်ကိုအပြစ်မဖြစ်အောင်တန်ရှင်းစင်ကြယ်အောင်ထားပါဒါမြတ်စွာဘုရားရဲ့အဆုံးအမပါပဲဒီမှာသာသနာဆိုတာကနံပါတ်1မှတ်ထားဖို့ကပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာလို့သုံးပါးရှိပါတယ်ဒီဆိုတာကမြတ်စွာဘုရားဟောကြားထားတဲ့ပါဠိစာပေတွေကိုသင်ယူခြင်းလေ့ကျက်ခြင်းမှတ်သားခြင်းလေ့လာခြင်းဟာဒါပရိယတ္တိသာသနာပါစာပေသင်ကြားခြင်းပေါ့မြန်မာပြည်မှာဆိုလို့ရှိရင်ပရိယတ္တိစာသင်တိုက်တွေလည်းရှိတယ်တရားအထုတ်ခြင်းအလုပ်ကိုလုပ်နေတဲ့တရားရိပ်သာတွေကိုတော့ပฏิပတ်တိဌာနတရားအထုတ်ရာဆိုဒီလိုမျိုးလည်းပဲပြောကြပါတယ်အဲ့ဒါကိုတော့ပฏิပတ်တိသာသနာလို့ခေါ်ပါတယ်ပရိယတ္တိစာပေသင်ကြားပြီးတော့ပฏิပတ်တိတရားအထုတ်လိုက်လို့သိမြင်ပြီးတော့ထိုးထွင်းပြီးတော့သိလာတဲ့ဥပဒနာဉာဏ်ဤတရားသူတရားမြတ်တွေကိုတော့ပฏิဝေဒသာသနာလို့ဒီလိုခေါ်ပါတယ်နောက်တစ်မျိုးကတော့သီလသာသနာသမာဓိသာသနာပညာသာသနာဆိုပြီးတော့လည်းပဲ၃မျိုးရှိပါသေးတယ်သီလသာသနာဆိုတာကစောင့်တည်ထားတဲ့ကိုယ့်ရဲ့သီလတွေကိုလုံခြုံအောင်ဆောင်သိခြင်းကိုဒါသီလသာသနာလို့ခေါ်တယ်သမာဓိဆိုတာကတော့သမထအားထုတ်လို့ရတဲ့သမာဓိဝိပဿနာအားထုတ်လို့ရတဲ့သမာဓိဆိုပြီးတော့သမာဓိကြီးရှိပါတယ်သူအဖြစ်ကဏိကသမာဓိလို့အပ္ပနာသဥပသရသမာဓိလို့အပ္ပနာသမာဓိဆိုပြီးတော့သမာဓိမျိုးစုံရှိပါတယ်အဲဒီသမာဓိတွေကိုသူအဖြစ်ကိုယ်စိတ်ငြိမ်အောင်ပေါ့သမာဓိရအောင်လုပ်နေခြင်းမျိုးကိုဒါသမာဓိသာသနာနဲ့ပြည့်စုံနေတာပါပဲနောက်တစ်ခုကတော့တရားထုတ်လို့သိမြင်လာတဲ့ယုံနာအကြောင်းခွဲခြားသိတဲ့ပညာအကြောင်းကျိုးဆက်တွေသိတဲ့ပညာနောက်ဆုံးဆင့်သောတာပန်တဂါရကံအစရှိတဲ့အရတ္တမအရတ္တပုပညာပေါ့အဲ့ဒီပညာတွေရအောင်အထုတ်နေခြင်းဒီဒါပညာသာသနာကိုအထုတ်နေတာနဲ့အတူတူပါပဲဒီတော့သီလသမာဓိပညာ၃ခုမိမိတဏ္ဍာမှာရှိနေတယ်ဆိုရင်တဲ့အဲ့ဒီသီလသမာဓိပညာရှိတဲ့ပုဂ္ဂိုလ်ဟာအမျိုးသားပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်သီလရှင်ပဲဖြစ်ဖြစ်လူမျိုးသမီးပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အဲ့ဒီလိုသီလသမာဓိပညာရှိနေခြင်းကြောင့်အဲ့ဒီပုဂ္ဂိုလ်ရဲ့နှလုံးသားမှာသာသနာရှင်နေတယ်သာသနာတည်နေတယ်လို့ပြောလို့ရပါတယ်မရှိရင်တော့ယဟန်ဖြစ်နေပြီမဲ့ဒီ၃ခုလေ့ကျင့်မှုမရှိရင်တော့ဒီပုဂ္ဂိုလ်ဟာသာသနာမှာနေပြီမဲ့သာသနာသိနေတဲ့ပုဂ္ဂိုလ်ပဲတဲ့နောက်တစ်မျိုးကတော့ယထာပရာရသာသနာတဲ့အဲ့ဒါကတော့အပြည့်အားလျော်စွာသုံးပါပါတယ်အပြည့်ရှိတယ်လို့အပြည့်ကိုပေါ်ပြပြီးတော့သုံးပါဒီမိသိက္ခာပုဒ်တွေဆိုလို့ရှိရင်ဉာဏ်တစ်ပါးအပြည့်လုပ်လိုက်လို့ရှိရင်အဲ့ဒီအပြည့်ဒီဒါအပြည့်ဖြစ်တယ်ဒါအာဘတ်တယ်ဆိုပြီးတော့မြတ်စွာဘုရားကအပြည့်ကိုသုံးမပြပြီးတော့သုံးမခြင်းသာသနာအဲ့ဒါကိုယထာပရဏပရာရသာသနာတဲ့ဒီမျိုးကတော့ယထာနုလောမသာသနာဝိနည်းရရဲ့တတ္တဝါတွေရဲ့အလိုအစ္စာဆိုရဆန္ဒကိုကြည့်ပြီးတော့သုံးပါတာပါပဲတချို့ပုဂ္ဂိုလ်တွေကချော့တာနဲ့ကြိုင်ချော့ပြီးတော့သုံးပါတယ်
တချို့ပုဂ္ဂိုလ်တွေကကျဉ်းကျဉ်းဆုံးမတာကြိုက်ရင်ကျဉ်းကျဉ်းဆုံးမတယ်အဲ့ဒီလိုပုဂ္ဂိုလ်ရဲ့အလိုအကြိုက်ကိုလိုက်ပြီးတော့ဆုံးမခြင်းကိုတော့ယထာလူလောမသာသနာလို့လည်းပဲခေါ်ပါသေးတယ်နောက်တစ်မျိုးကတော့ယထာဓမ္မသာသနာတဲ့ဒီကကြတော့တကယ်သဘာဝစစ်မှန်ကိုပြပြီးတော့ဆုံးမခြင်းပါတချို့တတော်တွေကတကယ်ဟုတ်မှန်တဲ့သဘာဝစစ်ကိုပြပြီးမှဆုံးမမှလိုက်နာကြတယ်အဲဒါကြောင့်မြတ်စွာဘုရားကတကယ်သဘာဝစစ်မှန်တရားတွေကိုပြပြီးတော့လည်းပဲဆုံးမခြင်းခေါ်တဲ့ယထာဓမ္မသာသနာကိုလည်းပဲမြတ်စွာဘုရားဆုံးမတော်မူခဲ့ပါတယ်အခုဦးဇင်းတို့တွေကအဲ့ဒီလိုဖက်ဖက်ကပြည့်စုံနေတဲ့ဆုံးမရဆုံးမကြောင်းဆုံးမဩဝါဒတွေရှိနေတဲ့သာသနာတော်ကြီးနဲ့တွေ့နေရတာအဲ့ဒီသာသနာတော်ကြီးနဲ့တွေ့နေရတဲ့အခါမှာတွေ့ရကြိုးနတ်ဖို့အတွက်မြတ်စွာဘုရားရှင်တိုင်းဆုံးမသွားတဲ့တရားတော်ကိုလိုက်နာကြဖို့ပါပဲအဲ့ဒီတရားတော်တွေကိုခုဆက်ပြီးတော့ဟောပါမယ်ဒုတိယမြောက်ကာထာမှာဟောထားတာကခန္ဒီပရမံတဘောတိဒိဋ္ဌာနိဗ္ဗာန်ပရမံဝရန္တိဗုဒ္ဓနာဟိပပ္ပจิတောပရုပဂာတိနသမနောဟောတိပရံဝိထေယံတော်တဲ့အဲ့ဒါကိုသင်ရှင်းပြပါမယ်မြတ်စွာဘုရားသာသနာနဲ့တွေ့ပြီးတော့ကိလေသာငြိမ်းချောင်းကျင့်နေတဲ့ပုဂ္ဂိုလ်ကြီးတဲ့နံပါတ်1သိခံရမယ်သိခံခြင်းဒီအမျက်ဆုံးသောအကျင့်ပါပဲလို့ဒီလိုမြတ်စွာဘုရားကသိခံမှုနဲ့ပတ်သက်ပြီးတော့ဟောထားပါတယ်ခန္ဒီဝါရယတ္တိဆိုတာရှိပါတယ်အဲ့ဒီယတ္တိကဘုရားလောင်းပါပဲခန္ဒီဝါရယတ္တိဘဝမှာတော့ကဘယင်မင်းမြတ်ရဲ့စိတ်ဆိုးခြင်းခံရပြီးတော့လက်တွေကောင်းနေခြေတွေလက်တွေမျက်စိတွေနေရွက်တွေပေါ့လေတစ်ခုပြီးတစ်ခုဖြတ်ခံရတာတော့မှဒေါသမထွက်စိတ်မဆိုးပဲနဲ့သိခံပြီးတော့မြတ်စွာဘုရားကသာသနာတော်အတွက်ပါရမီကြီးဖြစ်ခဲ့ပြီလားရှိတယ်အဲ့ဒီလိုသိခံကျင့်သုံးရတာကအမြတ်ဆုံးပဲတဲ့ဒါကြောင့်ဦးဇင်းတို့ယောဂီတော်စင်များလည်းတရားမှတ်နေစဉ်မှာဖြစ်ပေါ်ကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခတွေနဲ့ဆင်းရဲဒုက္ခတွေရဲ့အပေါ်မှာပေါ့သိခံပြီးတော့မှတ်နိုင်မှသာလည်းတရားထုတ်တတ်မှုပိုင်းဖြစ်ပါတယ်ဒါကြောင့်ဦးဇင်းတို့ယောဂီများနံပါတ်1ပတ်ပါသိခံခြင်းအကျင့်ကိုတို့တတ်နိုင်ဆုံးကျင့်မယ်လို့ဒီလိုမှတ်သားထားကြပါတို့သိခံနိုင်မှလည်းပဲမြတ်စွာဘုရားရဲ့တပည့်ပြီးသားဖြစ်မှာပါနောက်တစ်ခုကတော့နိဗ္ဗာန်ပရမံဝရန္တိဗုဒ္ဓနိဗ္ဗာန်ချမ်းသာဆင်းရဲငြိမ်းရာနိဗ္ဗာန်ချမ်းသာပြီးအမြတ်ဆုံးဖြစ်တယ်လို့မြတ်စွာဘုရားကပြောထားတဲ့တွတ်တာကြောင့်ယခုဦးဇင်းတို့ကျင့်နေတဲ့အကျင့်ရဲ့ရည်ရွယ်ချက်ဒီမှန်းချက်ဒါနိဗ္ဗာန်ရောက်ရေးအတွက်အားထုတ်နေတာပါအဲဒါကြောင့်နိဗ္ဗာန်ရောက်သွားမှဒါလည်းဦးဇင်းတို့ဟာအမြင့်ဆုံးအမြတ်ဆုံးဖြစ်မှာပါဒါကြောင့်နိဗ္ဗာန်ရောက်အောင်ထိလည်းပဲမလျှော့သောဇွဲလုံးလာဝိရိယတို့ဖြင့်ဆက်လက်ပြီးတော့ကြိုးစားအားထုတ်သွားဖို့လိုပါတယ်။နာဟိပပ္ပစိတောပရူပဂာတိနသမနောဟောတိပရံဝိထေယတောသူတော်ကောင်းတရားကျင့်နေတဲ့သူတော်ကောင်းတွေဟာကိလေသာတွေငြိမ်းအောင်ကျင့်နေတဲ့ယဟန်ပုဂ္ဂိုလ်ယဟန်တွေဟာယောဂီပုဂ္ဂိုလ်တွေဟာသူတော်ဘာကိုပြန်မဆင်းရအောင်မငြင်းဆဲရဘူးတဲ့အဲ့ဒီတော့ညှင်းဆဲမယ်စိတ်ဆင်းရအောင်လုပ်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာသူတော်ကောင်းအစစ်ကိလေသာငြိမ်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်များအစစ်မဟုတ်နိုင်ဘူးတဲ့အဲကြောင့်ဦးဇင်းတို့ယောဂီများကလည်းပဲသူတော်ကောင်းကျင့်နေတဲ့ပုဂ္ဂိုလ်များပြီးပေါ့သူတော်ဘာစိတ်ဆင်းရဲကိုယ်ဆင်းရဲမဖြစ်ရအောင်ညှင်းဆဲခြင်းကနေဆောင်ရမယ်အဲ့ဒီလိုရှောင်မှလည်းပဲမြတ်စွာဘုရားရဲ့တပည့်သားတာဝကပြီးသားနိုင်ပါလေနောက်တကထာကတော့အနုဘဝါတော်အနုဘခါတော်ပါတိမောက္ခေသပါတိမောက္ခေကြသံဝရောမတ္တံညုတာကြပတ္တသမိပန္တံကြစေနာသနံအဓိချိတ်တိသအာယောဘောဧတံဗုဒ္ဓနာသာသနံတဲ့ယဟန်မှလို့ရှိရင်သူတော်ကောင်းကျင့်နေတဲ့ပုဂ္ဂိုလ်စစ်လို့ရှိရင်ကိလေသာငြိမ်းချောင်းအကျင့်ကောင်းတွေကျင့်နေတဲ့ပုဂ္ဂိုလ်တွေဆိုရင်တဲ့မိမိကလွဲလို့သူတစ်ပါးကိုနှုတ်ဖြစ်ပါဇက်ဖြစ်ဘုံမမနာဆွဆွဲကဲ့ရဲ့ရှုတ်ချတာမျိုးမလုပ်ရဘူးတဲ့အဲဒီလိုညှင်းဆဲနေပဲဆွဆွဲကဲ့ရဲ့ရှုတ်ချနေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်လည်းပဲသူတော်ကောင်းစစ်သမဏယဟန်စစ်ယောဂီအစစ်မဖြစ်နိုင်ဒါကြောင့်ဘုရားယောဂီများကသူတစ်ပါးကိုစကားဖြစ်ဆွဆွဲခြင်းကဲ့ရဲ့ခြင်းရှုတ်ချခြင်းများမလုပ်ကြဖို့သိပြီးတော့အရေးကြီးတယ်နောက်တစ်ခုကပါတိမောက္ခေသတံဝရောကိုကျင့်သီလ၌
လုံးဝလုံစေရမယ်ကိုကျင့်သီလတတ်ရှင်းတတ်ရနေရကိုစောင့်တည်ထားတဲ့သီလတွေမကျိုးမပေါက်ရအောင်ဉာဏ်တန်ခါများဆိုဝိနည်းသိက္ခာပုဒ်ဒီအာဘတ်မသိရအောင်ပေါ့လေအဲ့ဒီလိုလည်းပဲကိုကျင့်သီလလုံနေမှမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်နောက်တစ်ခုကမတ္တညုတာသဗတ္တသမေအစားအသောက်နဲ့ပတ်သက်ပြီးတော့အတိုင်းရှိပမာဏကိုသိရမယ်လောဘကြီးပြီးတော့ငါကြီးပဲစားမယ်လို့မလုပ်ရဘူးတဲ့အဲဒီလိုမျိုးဖြစ်တဲ့နေရာမှာသူတော်ကောင်းတရားကျင့်နေတဲ့ပုဂ္ဂိုလ်ကြီးစောစားတဲ့သမင်းစားတဲ့ခါမှာဆိုရင်၄လုံး၅လုံးတော့လျှော့စားပြီးတော့ရေတောက်ပါတဲ့ရေတောက်ပြီးတော့တရားကျင့်မယ်ဆိုလို့ရှိရင်အချင်းခံမှုတွေကျင်းပြီးတော့ချမ်းသာကိုလည်းဆောင်းနိုင်ရဲ့တဲ့ဒါကြောင့်ဦးဇင်းတို့ယောဂီတော်စင်များကစားရတောက်ရင်းနဲ့ပတ်သက်ရင်လည်းပဲလောဘမဖြစ်ရဘူးတဲ့နောက်တစ်ခုကတော့ပန္တန်သတ္တနာတဏ္ဍအဲ့ဒီလိုမျိုးသူတော်ကောင်းကျင့်တဲ့ပုဂ္ဂိုလ်တွေကလူတွေနဲ့ရောပြောနေတဲ့မြို့ထဲထဲမှာစူစူပေါက်ပေါက်နဲ့မနေရဘူးတဲ့အတန်တိတ်ဆိတ်ပြီးတော့လူသူတိတ်ဆိတ်ပြီးတော့ငြိမ်သက်နေတဲ့နေရာကိုသွားပြီးတော့နေရမယ်တဲ့အဲ့ဒီလိုနေပြီးတော့တရားတွေအားထုတ်ရမယ်လို့ဒီလိုမျိုးဆုံးမထားပါတယ်အဲ့ဒီလိုမျိုးလူသူစိတ်တဲ့တောတွေတောင်တွေထဲမှာနေပြီးတော့မိမိရဲ့စိတ်ဓာတ်အပြည့်ကင်းဖို့ရည်တန့်ရှင်းဖို့ရည်သီလသမာဓိပညာသုံးပါးပြည့်စုံဖို့ရည်အဲ့ဒီလုပ်ငန်းကိုတဲ့မြဲမပြတ်ကြိုးစားပွားများအားထုတ်ပြီးတော့နေပါတဲ့အဲ့ဒီလိုမျိုးသူတော်ဘာလည်းပဲမဆွဆွဲမကဲ့ရဲ့မငြင်းပါမနှိမ့်ဆက်ကိုကျင့်သီလလည်းပြည့်စုံစားရေးတောက်ရေးလည်းအတိုင်းရှိကိုသိသိစိတ်တဲ့နေရာမှာနေပြီးတော့စိတ်ဓာတ်မြင်မာဖို့ရည်အားထုတ်နေပြီဆိုလို့ရှိရင်အားထုတ်နေခြင်းဆိုတဲ့အဆုံးအမတွေဟာမြတ်စွာဘုရားတိုင်းဖရာတိုင်းဆုံးမခဲ့တဲ့အဆုံးအမဩဝါဒတွေပါဒါဟာတော်တော်လေးကိုအကျဉ်းချုပ်ပြီးတော့အချိန်နဲ့ပိုင်းပြီးတော့လုပ်ရတဲ့တော့တာကြောင့်တော်တော်လေးကိုအကျဉ်းချုပ်ပြီးတော့ပြောလိုက်တာပါအကျဉ်းတုံးလေးရှင်းပြမယ်ဆိုလို့ရှိရင်၄၅၆ရက်လောက်ကြာမှအဓိပ္ပာယ်ပြည့်စုံပါတယ်တို့ပေမဲ့အခုဟောထားတဲ့အကျဉ်းချုပ်ကလေးတွေကိုပဲထက်ခါပြန်လည်ပြီးတော့ကြားနာလိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသာသနာတော်မှာနေပုံထိုင်နည်းကျင့်ပုံကျင့်နည်းတွေကိုတော်တော်လေးရိပ်မိနားလည်သွားပါလိမ့်မယ်ပထမဆုံးကာထာကတော့ခုနပြောခဲ့သလိုဒီပိဋကဆရာတော်သုံးပါပြီးသွားပြီအခုနောက်နှစ်ကာထာကတော့ဒီနေ့ဟောတဲ့တရားလေးကိုဒီကဆရာတော်ဦးအဝိဒရှိကနေပြီးတော့ယောဂီများကတဆင့်ပြန်လဲကူးယူကြပြီးတော့ခဏထက်ကနားမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသာသနာတော်မှာဘုရားရှင်တိုင်းသုံးပါခဲ့တဲ့ဩဝါဒပါဠိမောက်ကာထာတွေအတိုင်းပေါ့ကြည်ကြံကြိုးစားပွားများထုတ်သွားမယ်ဆိုလို့ရှိရင်ဦးဇင်းတို့ဟာတကယ်သူတော်ကောင်းအစစ်ကိလေသာငြိမ်းချောင်းကျင့်နေတဲ့တမနာအစစ်ပုဂ္ဂိုလ်တွေဖြစ်သွားမှာပဲဆိုတာကိုယုံကြည်ပြီးတော့ကျင့်ကြံဖို့ပါပဲတရားထုတ်မှုကတော့9ရက်တည်းဆိုတော့မပြည့်စုံပါဘူးအဲ့တော့ဦးဇင်းတို့ယောဂီများကကိုယ်နေရာကိုယ်ဌာနပြန်သွားတဲ့ခါကျရင်လည်းပဲညအိယာမဝင်ခင်မှာတစ်ခါမနခင်စောစောအိယာမှာတစ်ခါတော့ပေါ့အချိန်မရဖြင့်တရားတွေဆက်လက်ပြီးတော့အားထုတ်ဖို့လည်းပဲဦးဇင်းတွေနဲ့တိုက်တွန်းပါတယ်အားလုံးတရားလာပြီးတော့ခံကြတဲ့ယောဂီတော်စင်များကိုယ်စိတ်နှပြကျမ်းမာချမ်းသာစွာဖြင့်မြတ်စွာဘုရားသာသနာတော်မှာမိမိတို့ရဲ့အကျင့်ဓမ္မဖြင့်၎င်းမိမိတို့ရှိထားတဲ့စည်းစိမ်ဥစ္စာပစ္စည်းဥစ္စာများဖြင့်၎င်းရှင်းမြင့်ထောက်ပံ့နိုင်ကြတဲ့သူတော်ကောင်းများဖြစ်အောင်ကျင့်ကြံကြိုးစားပြီးတော့မြတ်စွာဘုရားတိုင်းဆုံးမခဲ့တဲ့ဩဝါဒပါတိမောက်လာကာထာတော်များအတိုင်းကျင့်ကြံကြိုးစားပွားများအထောက်နိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ပဲဒီနေ့တရားဤကိုဆုံးသတ်ပါတယ်